သောပရမယောပေါက်ဆက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာယခုနားဆင်နေရတဲ့ဒေသတာပေါက်ဆက်ကတော့အေယောင်ဒီတိုင်းဒေသကြီးဟင်းသရမြို့နယ်လဲတော်အရှိစုရွာမှာကိုစော်လင်းတီထောင်ထားပါတော့သောပရမယောပေါက်ဆက်သောပရမယောပေါက်ဆက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာသောပရမယောပေါက်ဆက်ရဲ့အတန်ကဘာကြီးအထက်ဘဝအထိမြန်အောင်ပြန့်လွင်ကသောပရမယောပို့တာတဲ့တိတာဒေသတွေကြောင့်ငါရဲ့သူဘွဲရှင်များနဲ့တကွာကဘာသူကဘာသားမြမပြည်သူမြမပြည်သားအားလုံးစိတ်နှလုံးအေးချမ်းကြပါစေလေယာမြများစိတ်နှံစုပြေကြပါစေဝေကျေကိန်းကနများလေးသိန်းတန်းကလေးမကပိုက်ဆိုင်နေကြပါစေလို့သောပရမယောပေါက်ဆက်မိသားစုမှာဥစွာပထမစုံမပထနာများပေးပို့အပ်ပါလေခင်ဗျာသောပရမယောကျွန်တော်များသောပရမယောပေါက်ဆက်မှာယူရဆန်လုံးဒလေထုံးများနဲ့အသုံးတော်ခံရတဲ့နေရာမယ်အမားကြီးတစုံတရာများရှိခဲ့ရင်လေမေတ္တာဖြင့်ခွင့်လွှတ်ပေးဖို့မိဘပရိသတ်များကိုကျွန်တော်များသောပရမယောပေါက်ဆက်မိသားစုမှာဘာတော်ဝတရားထဝရထားလို့လေးစားဥညွတ်တောင်းပန်လိုက်ရပါတယ်ခင်ဗျာသောပရမယောပေါက်ဆက်ရောက်ရှိတဲ့အချိန်မှစလို့မိဘပရိသတ်များစိတ်ချမ်းသာကိုယ်ချမ်းသာလို့သောတာအာယုန်တွေမှာရှုံးပီတိဂုဏ်စီတိဖြစ်ကကြည်နူးချမ်းမြေ့နိုင်ကြပါစေဒေသတခွင်းနေလဲသေးပင်အထက်တိုးဝင်းဝေတို့ကအကျိုးစီးပွားများဖြစ်ထွန်းလာ၍နာတာရှင်းပြုစတဲ့အလှပွဲတွေနဲ့လူနိုင်တန်းနိုင်သာသနာပြုနိုင်ကြပါစေခင်ဗျာဟုတ်ကဲ့သောပရမယောပေါက်ဆက်ပါခင်ဗျာမိဘပရိသတ်များရဲ့ရင်ထဲအသေးသေးတနေရာမှာခိုလုံခွင့်တောင်းခံရင်မေတ္တာဓာတ်တွေခံယူဖို့ရောက်ရှိလာတဲ့ကျွန်တော်တို့သောပရမယောပေါက်ဆက်အဖွဲ့မှာပိတကြည်နေတဲ့အတန်နဲ့အတူခင်မိတဲ့စက်ကြီးများဖြင့်ငားရမ်းသူဝမ်းရှင်များနဲ့တကွာမိဘပရိသတ်များအပျော်ပေါ်အပျော်ဆင့်ရအောင်ဖြင့်အလူတော်နဲ့မင်္ဂလာတေးသချင်းများမြန်မာတန်စင်နဲ့ခေတ်ပေါ်တေးသချင်းများDJ ဘတ်တမစ်စတဲ့တန်စီများဖြင့်ပျော်တော်ဆက်ဖြော်ပြတစ်ဆက်တော်မှလည်းဖြစ်ပါလေခင်ဗျာအလူပွဲရှင်များကလည်းသောပရမယောပေါက်ဆက်ရဲ့ပြောသံစည်းသံများဖြင့်ရွှေခွက်မလို့ရေစက်ချလူကြပျော်ကြဘာဝနာပွားကြမင်္ဂလာဆောင်ပွဲရှင်များအတွက်လည်းသောပရမယောပေါက်ဆက်ရဲ့မင်္ဂလာတေးများဖြင့်အာဝါဟဝိဝါဟမင်္ဂလာမြောက်အောင်အခါတော်ပြီးကြဝင်းနေရှင်များအတွက်လည်းသောပရမယောပေါက်ဆက်အဖွဲ့မှာ Happy Birthday ပါလို့စွမ်းမုံကောင်းများနဲ့တောင်းစုချွေတာရင်ပွဲတိုင်းနေမှာစေတနာမေတ္တာအပြည့်ပါရမီဖြည့်ဖြော်ပြည့်တင်ဆက်သွားမှာလည်းဖြစ်ပါလေခင်ဗျာဟုတ်ကဲ့သောပရမယောပေါက်ဆက်ပါခင်ဗျာဝဲရှင်များပြောနေကြရင်ဖြင့်ကျွန်တော်များသောပရမယောပေါက်ဆက်အဖွဲ့သားများကလည်းအပျော်ပီတိဖြာလို့ရင်ထဲအသေးသေးထိလှိုက်ခါဝမ်းသာမဆုံးဖြစ်ရပါလေပွဲပြီးလို့ပျော်ကြရွှင်ကြအပျော်ပီတိများကြောင့်ပွဲရှင်များဝမ်းသာမျက်ရည်ကျနေတာကိုမြင်ရပြန်တော့လေကျွန်တော်တို့လည်းအသေးနှလုံးနဲ့ပဲဗျာပူးစာပြောတန်ကြီးပေးလို့ငိုချလိုက်မိကြပေါ့ကိုလည်းပီတိဖြစ်ရတာကိုဗျာအခုလိုသောပရမယောပေါက်ဆက်ကိုမှားကြားလို့ဖိတ်ခေါ်ဖြေပြောခွင့်ပေးကြတဲ့အတွက်လည်းပွဲရှင်များနဲ့တကွာအားပေးသူမိဘပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရပါတယ်ခင်ဗျာသောပရမယောပေါက်ဆက်ကတော့အတန်လဲပြင်းတယ်လို့မှန်လဲကင်ပါတယ်တမာတီဝနတ်တွေလဲစောင့်တယ်လို့ပါဝါတွေကဝတ်တွေလဲတောင့်ပါတယ်ငါရန်သူပွဲရှင်များစိတ်တိုင်းကြအောင်ဖြော်ပြီးတင်ဆက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့သောပရမယောပေါက်ဆက်မိသားစုမှာငါရန်သူပွဲရှင်များနဲ့တကွာ
ဘော်ရာအပေါင်းတို့အားကြော်ညာမောင်းခတ်လိုက်ရပါတော့တယ်ခင်ဗျာဇော်ပရမြောင်ပေါင်းဆက်ကိုဆက်သွယ်အားပေးလိုပါကအေရဝတီတိုင်းဒေသကြီးဟင်္ဒရာမြို့လေတော်အရှိစုရွာမှာကိုဇော်လင်းထံတွင်ဇော်ပရမြောင်ပေါင်းဆက်အားဆက်သွယ်ငှားရမ်းနိုင်ပါကြောင်းဇော်ပရမြောင်ပေါင်းဆက်ချစ်တော်တရှင်ပေါင်းတို့ခင်ဗျာဇော်ပရမြောင်ပို့တာတဲ့မြစ်တာကဘာကြီးအေးချမ်းပါစေဇော်ပရမြောင်မိသားစုများပို့တာတဲ့မြစ်တာကဘာကြီးငြိမ်းချမ်းပါစေခင်ဗျာ